နာဝါဆွဲတတလောလာရေတတလလောလာတဝေထိုးရကောက်ရေဝိဇ္ဇာနှလုံးပေါင်းရေလောလာရေကာကြီးလုံးတင်ချောင်းရင်ကိုလောလာရေကိုသာစနုလုံးတင်နတ်တာဒီဝိဇ္ဇာနှလုံးပေါင်းထိန်တာလုံးတင်မတာတဲ့ဝိဇ္ဇာနှလုံးပေါင်းထိန်ထိန်ထိန်ပါသာရေချာပါထိန်ထိန်ပါလောလာရေကိုထိန်ထိန်ပါညာရေလုံးကြီးတင်ဆံခါညီညာဝါဆွဲတတညိုညီညိုတဝေတို့ရကောက်ရေဝိဇ္ဇာနှလုံးပေါင်းရေညီညိုရေအာရေအာညီညိုရေအာတောင်းဝဝါဆွဲကတာတွဲညီညိုရေအတွက်ကာကြီးယာရေလုံးတင်ချောင်းရေကျိုဝိဇ္ဇာနှလုံးပေါင်းကျိုပါဆောင်ရေမတပံဝိဇ္ဇာနှလုံးပေါင်းပံကျိုးပန်းပါဆောင်ရေချာပါကျိုးပန်းပါညီညွတ်ရေအတွက်ကျိုးပန်းပါရာဂဝါဆွဲပတ္တရွတ်ဟုတ်တယ်နော်ရာဂဝါဆွဲပတ္တရွတ်ရေးတော့ရွတ်လို့ရေးတယ်ဖတ်တော့ရွတ်လို့ပဲဖတ်မယ်နော်ရာဂဝါဆွဲပတ္တရွတ်ရာဂဝါဆွဲပတ္တရွတ်ရွတ်ခါဝေယပင်ဝါဆွဲတေတေတင်ချွန်ရွတ်ချွန်ခါဝေယပင်ဝါဆွဲတေတေတင်ချွန်ရွတ်ချွန်ချွန်တဝေထိုစာလေးရေချာငါတာဆောင်ရာဂဝါဆွဲကတာရွဲ့ဆောင်ရွဲ့ပါဆောင်ရေချာပါဆောင်ရွဲ့ပါရွချွန်ချွန်ဆောင်ရွဲ့ပါတာဝိမူရေချာတာဝါရေနတာဝံတာဝံမာယေမတာဝံမအဝေယပင်ဝါဆွဲတတာချိုတာဝံမေချိုရပလေဝါဆွဲငတာယွင်ဝိဇ္ဇာနှလုံးပါယွင်တာဝံမေချိုယွင်ပါသာရေချာပါတာဝံမေချိုယွင်ပါတဝေထိုးစာလုံးရေစေတာဝံမချို့ရွင်ပါစေနာငယ်ဟာထိုးငတ်တာနှင့်အောက်ကမြင်နှင့်တာဝံမချို့ရွင်ပါစေနှင့်အောက်တကြောင်ပါဇာယာရင်ညတ်တာပြီတာရေနှချောင်းရင်သူအောက်ကမြင်သူပြီသူကာကြီးယာပင်ငတ်တာကာကြီးယာပင်ငတ်တာချင်းအောက်ကမြင်ချင်းပြီသူချင်းဝါရေတတဝောပြီသူချင်းဝောကာကြီးလုံးတင်ဆောင်ရင်ကိုပြီသူချင်းဝောကိုအာယေအာသာစနုဝါဆွဲတတာထိုထိုအာယေအာထိုအာမာယာယေတတာမြတ်ထိုမြတ်သာစနုရေချာဝိဇ္ဇာနှလုံးပေါင်းထားထိုမြတ်ထားပါသောရေချာပါထိုမြတ်ထားပါဤသူချင်းဝကိုအထိုအမြတ်ထားပါလွတ်လပ်ရေးဆိုဖွားဖွားတို့တွေနိုင်ငံဟာအင်္ဂလိပ်ရဲ့လက်အောက်မှာနှစ်ပေါင်း100ကျော်လောက်နေခဲ့ရတယ်။အဲ့ဒါကိုစ조사အားထုတ်တဲ့ကြောင့်လွတ်လပ်ရေးရပါပြီ။အဲ့လွတ်လပ်ရေးကိုမဆုံးရှုံးဖို့အတွက်ထိန်းသိမ်းပါလို့ပြောတာနော်။အဲ့လိုမျိုးလွတ်လပ်ရေးမဆုံးရှုံးဖို့ဆိုတာကကိုယ့်ရဲ့ဒီတိုင်းနိုင်ငံထဲမှာနေတဲ့တိုင်းရင်းသားပေါင်းစုံစီလုံးညီညွတ်မှဖြစ်မယ်။ဒါကြောင့်မလို့ညီညွတ်ရေးအတွက်ကြိုးပမ်းပါနော်။အဲ့တော့လုံးဥစားပေါ်တိုင်းပြည်အတွက်လုံးတဲ့အခါမှာလည်းရွရွချွန်ချွန်ဆောင်ရွက်ပေးရမယ်နော်။ရွရွချွန်ချွန်ဆောင်ရွက်ပါတဲ့။ကိုယ့်ရဲ့တာဝန်တွေကိုတော့မလစ်ဟင်းစေရအောင်နော်ပြည်သူ့ကျင့်ဝတ်ကိုလည်းထိန်းသိမ်းရမယ်နားလည်ရမယ်ဒါကိုပြောတာ